တော်ကပေါ့နော်ခေါ်နေရကြပြီမတော်ပြစ်တာလည်းကြပြီပေါ့နော်အဲ့နဲ့ဒီအပတ်ရောက်ခဲ့တော့မှတော့ဟင်းချက်လိုက်ရအရန်ကောင်းတော့ကြတော့သူချက်ကျွေးတဲ့ဟင်းကိုမှဗီဒီယိုလေးရိုက်ဖြစ်ခဲ့တယ်ပေါ့နော်ဒီနေ့ဘာချက်တာလဲဆိုသူက9ချက်ပေါင်လေးချက်ကျွေးတာအထွတ်လက်ရတော်တော်လေးကိုစားခွန်တာနော်ဘယ်တော့မှလည်းယူမသွားဘူးဘယ်နှခါချက်လဲလက်ရမှန်တယ်လက်ရပြတ်သွားတာဆိုတာမရှိဘူးအဲ့ဒါကြောင့်ဗီဒီယိုလေးရိုက်ဖြစ်ခဲ့တယ်အဲ့ဒါလေးကိုရှေ့ရိုက်လုပ်ပေးမယ်ပေါ့နော်အရင်ဆုံးတော့ချက်တဲ့ပုံစံမျိုးဒီချစ်သူမျိုးနဲ့ကိုတေချာလေးစီမွေးတတ်တယ်ပြီးတော့ငုတ်သေးရပြီဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုပြမလဲနုံးနေပြီဆိုလို့ရှိရင်ငပိစိမ့်သားထည့်တယ်ပေါ့နော်ငပိစိမ့်သားထည့်ပြီးအရင်ဆုံးစီတက်လိုက်တယ်စီတက်ပြီးငပိစိမ့်သားရလည်းကြည်လာပြီဆိုလို့ရှိရင်ချင်မောင်ရွက်လေးတွေကိုတေချာတက်နေအောင်ရေးစေးထားလေးထည့်ပေးတယ်ပေါ့နော်နောက်ပြီးတော့ချင်မောင်ရွက်တွေအရင်ဆုံးလုံလိုက်တယ်လုံပြီးပြီဆိုလို့ရှိရင်ချင်မောင်ရွက်လေးကြီးနုံးပြီဆိုရင်ပေါ့နော်နောက်ပြီးဆိုလို့ရှိရင်ငါးထည့်တယ်ပေါ့နော်ငါးတော့ငါချင်းဖြစ်မဲ့တယ်ငါ့ကိုအရာတက်ဆင်ပြီးတော့စနုံးစာဟင်းချုံမုံအနေထားတဲ့ဟာတွေကိုထည့်ပေးလိုက်တယ်ငါးလေးထည့်ပြီးတော့ရေလေးနည်းနည်းတော့ထည့်တယ်ပေါ့နော်ရေနည်းထည့်ရတော့ပြီးတော့မှမပါလိုက်ဘူးတင်တယ်လုံးချက်လေးပဲချက်ပြီးတော့ဆက်လေးစားမှဖြစ်တဲ့အတွက်ရေလေးအများကြီးတော့မထည့်ဘူးပေါ့နော်ငါကအနှွေးရင်ချက်တာဆိုတော့ငါလေးနှွေးလေးဆိုရင်ချက်ပါပြီမချင်အဲ့ရှင်စီကအနံ့အရန်ကိုမှမွေးနေပြီနော်တော်တော်လေးကိုဆွဲဆောင်နေပြီချက်ပြီးဆိုတော့အရန်ကိုလိုက်ဖက်တဲ့အထုအမြုပ်အစုံလေးပါပါတယ်ပြီးတော့ဒီဘက်ကကြာပစုံချောက်ကြော်ပါတယ်ပေါ့နော်ရှေးပါပဲ